ညဆိုအရက်မူဗီပြန်လာတဲ့အဖေဆိုတဲ့လူကြီးကိုတာမချစ်ခဲ့ဘူးမူဗီပြန်လာရဲ့အာလေးရှာလေးအတန်ကြီးနဲ့မိမငါသားကိုထမင်းခုံပြီးသွားပြီလားလို့မေးတဲ့အဖေဆိုတဲ့လူကြီးကိုလည်းချစ်ရမှမသိခဲ့ဘူးအရက်နဲ့တထောင်းထောင်းထနေတဲ့အဖေနှာခေါင်းကြီးနဲ့တာပါကိုနမ်းခဲ့တဲ့အဖေဆိုတဲ့လူကြီးရဲ့အနမ်းကိုလည်းတာမနဲ့ကြိုက်ခဲ့ဘူးအမေကအရက်တွေတောက်လောင်လို့စူတိုင်းအလုတ်ပင်မန်းလို့ပါကွာလို့အကြောင်းပြတဲ့အဖေဆိုတဲ့လူကြီးကိုလည်းတာအသိအမြင်ကတ်ခဲ့တာလူတွေကအဖေနဲ့အမေဘသူကိုချစ်လဲလို့မေးတိုင်းဘာမှအဖြေမပေးဘဲနဲ့အမေရင်ခွဲတက်ကိုအတင်းကိုတိုးဝင်ခဲ့တယ်အဖေကမချစ်ဘူးလားဆိုပြီးတော့တားပါလေးကိုဖွားဖွားလေးလိန်ဆွဲပြီးတော့တားရေချိုးဖို့ရေသွားခတ်တဲ့အဖေဆိုတဲ့လူကြီးကိုနားလည်ရမှမသိခဲ့ဘူးအဖေမျိုးကိုသွားတိုင်းခေါ်တိုင်းမလိုက်ချင်ဘူးစွညင်းခဲ့တဲ့တားအတွက်မျိုးကပြန်လာရင်လေမုတ်တီဝဲခဲ့တဲ့အဖေဆိုတဲ့လူကြီးကိုမချစ်ခဲ့ဘူးတားကိုဂရင်ဘော်ကပြုတ်ကြရမလားဆိုပြီးတော့အမေကိုရိုက်ခဲ့တဲ့အဖေဆိုတဲ့လူချမ်းကြီးကိုလည်းတားမချစ်ခဲ့ဘူးအဖေရဲ့လက်ချမ်းကြီးနဲ့ပွေ့ချီတိုင်းဘဲဆိုအော်ငိုတဲ့တားကိုခါမှလိန်ထားတဲ့ဘာလီချိုချင်လေးနဲ့ချော့ခဲ့တဲ့အဖေဆိုတဲ့လူကြီးကိုလည်းပြန်ပြီးဖတ်ထားရမှန်းတားမသိခဲ့ဘူးတားရည်ရင်းနဲ့ပြုတ်ကြတော့အမေကကဲပါအောင်လို့အကူကြီးတောင်းတော့ဘုံဆိုခုံချပြီးတော့တားကိုကဲခဲ့တဲ့အဖေဆိုတဲ့လူကြီးကိုကျေးဇူးတင်ရမှန်းမသိခဲ့ဘူးတားငှက်ဖျားယောဂနဲ့အပြင်းအထန်ဖြစ်တော့ယောဂဆေးကန်းကမနိုင်လို့မြို့ကိုသွားရတဲ့အခါလမ်းကမပေါက်တော့တတိလစ်နေတဲ့သားကိုမြို့ထိအရောက်အောင်ပွေ့ချပြီးဥခဲ့တဲ့အဖေဆိုတဲ့လူကိုသားအသက်တခင်မှမသိခဲ့ဘူးတိလိုက်ရတဲ့အချိန်မှာတော့အဖေကသားတို့မိသားစုကိုစွန့်ခွာပြီးတမလွန်ဘဝမှာနားနေရှာပြီလေအခုတော့သားလေညမူဗီပြန်လာတဲ့အဖေဆိုတဲ့လူကြီးကိုသားလွမ်းမိတယ်အဖေဖြစ်နိုင်ရင်လေသားတို့စီကိုညမူပြီးတော့ပြန်လာခဲ့ပါအောင်အရက်နဲ့တထောင်းထောင်းထနေတဲ့အဖေနှာခေါင်းကြီးနဲ့တားကိုနမ်းလဲပါအောင်အဖေမူပြီးအာလေးရှာလေးကြီးနဲ့ပြောတဲ့အတန်ကိုတားနားထောင်ကြည့်မိတယ်အဖေလူတွေကအဖေနဲ့အမေဘသူကိုချစ်လဲလို့မေးတဲ့အခါအဖေရဲ့ရင်ဝင်တဲ့ကိုတားတိုးဝင်ခြင်းလို့ပြန်လာခဲ့ပါအောင်အဖေကိုဂုဏ်ပြုပြီးတော့ဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဗျ